မင်္ဂလာပါကျွန်တော်တို့တောင်သူတွေသိချင်နေတဲ့မိကွန်းတွေကိုချိန်နဲ့တပြေးညီဖြည့်ချပေးနေတဲ့ဒိုဦးလေးဖြစ်ပါတယ်ဒီနေ့တော့တောင်သူမိတ်ဆွေတယောက်မေးထားတဲ့နိုင်နမိုင်စင်အကြောင်းဖြစ်ပါတယ်နိုင်နမိုင်စင်ကို bio antiviral agent လို့ခေါ်တဲ့ဗိုင်းရပ်စ်ကာကွယ်နေတဲ့ပစ္စည်းအဖြစ်ထုတ်လုပ်ထားပါတယ်သူ့ရဲ့မူရင်း source ကတော့ Streptomyces norsii လို့ခေါ်တဲ့ gram positive bacteria ကနေပြီးတော့ထုတ်လုပ်ထားပါတယ်ဒီ Streptomyces norsii ကကျွန်တော်တို့မြေကြီးထဲမှာရှိတဲ့ဒီ actinomyces swine bacteria တစ်မျိုးပါပဲအဲ့ဒီကနေပြီးတော့ကျွန်တော်တို့နိုင်နမိုင်စင်ကိုထုတ်လုပ်ထားတာဖြစ်ပါတယ်သူ့ရဲ့ရည်ရွယ်ချက်ကတော့ဗိုင်းရပ်ယောဂအပင်ဗိုင်းရပ်ယောဂကာကွယ်ဖို့ဖြစ်ပါတယ်ဒါသူ့ရဲ့ရည်ရွယ်ချက်ပါနော်သူ့ရဲ့ mode of action အနေနဲ့ကတော့ virus replication inhibitor ပေါ့နော်ဗိုင်းရပ်တွေကိုအပင်တွေကိုဗိုင်းရပ်တွေမပွားများနိုင်အောင်တားဆီးတာပေါ့နော်ဗိုင်းရပ်တွေပွားများတယ်ဆိုတာအပင်တွေကိုဗိုင်းရပ်တွေရောက်လို့ရှိရင်ဗိုင်းရပ်တွေကဒီမိတ်တူပွားတယ်လို့ပေါ့နော်မိတ်တူတွေကလုံးတွေဗိုင်းရပ်ကလုံးတွေပွားသွားလိမ့်မယ်အဲ့လိုတွေမပွားများနိုင်အောင်တားဆီးပေးတာပေါ့ဒီနိုင်နမိုင်စင်ကနောက်တစ်ချက်ကတော့ကျွန်တော်တို့ SAR induce လို့ခေါ်ပါတယ် SAR induce လို့ခေါ်ပါတယ် SAR induce ဆိုတာအပင်ထဲမှာရှိတဲ့ဒီ systemic acquired resistance ပေါ့အပင်ရဲ့ကိုယ်တိုင်ခုခံနိုင်တဲ့စွမ်းအားကိုမြင့်တင်ပေးတာပါအဲ့တော့ဆိုလိုတာကနိုင်နမိုင်စင်ဖြန်းလိုက်လို့ရှိရင်အပင်ရဲ့ခုခံစွမ်းအားလည်းတက်လာမယ်ဗိုင်းရပ်တွေမပွားများနိုင်အောင်လည်းတားဆီးပေးမယ်ပေါ့ဒါသူ့ရဲ့ရည်ရွယ်ချက်ပါပဲအဲ့တော့ဘယ်ချိန်မှာနိုင်နမိုင်စင်ကိုသုံးသင့်တယ်လဲဆိုရင်ဗိုင်းရပ်ယောဂမကြနိုင်အောင်မကြခင်ကကြိုတင်ကာကွယ်တဲ့နေရာမှာသုံးသင့်ပါတယ်နောက်တစ်ခါဗိုင်းရပ်ကြချင်းမပွားများခင်เนาะကျွန်တော်တို့ကြိုတင်ကာကွယ်တဲ့အနေနဲ့စဝင်စအချိန်မှာသုံးသင့်ပါတယ်ဒါဘာကြောင့်ပြောရလဲဆိုရင်ကျွန်တော်တို့ကဗိုင်းရပ်တွေအရန်ဆိုးဝါးနေပြီးတော့တွန့်လိန်ကောက်ကွေးဝါထိန်းနေတဲ့အချိန်မှာဖြန်းမယ်ဆိုရင်တော့ထိရောက်မှုနည်းမယ်လို့ဆိုလိုတာပါဒါနိုင်နမိုင်စင်ရဲ့အသုံးပြုမှုနဲ့အကျိုးသက်ရောက်ပုံဖြစ်ပါတယ်သူကတော့ဗိုင်းရပ်ယောဂတွေအတွက်ပဲထုတ်လုပ်ထားတာဖြစ်လို့မှုန်တဲ့ဘက်တီးရီးယားကိုမနိုင်ပါဘူးတကယ်လို့မှုန်တဲ့ဘက်တီးရီးယားကိုနိုင်ရင်ဒီဆိုလို့ရှိရင်ကာဆူကာမိုင်စင်တို့နဲ့တွဲဖြန်းရင်လည်းရပါတယ်เนาะဒီလောက်ဆိုရင်ဂျင်းနဲ့နေမယ်